တငယ်ချင်းဖြစ်သူမိเจ้าစာတွေ့တာကိုကြည့်ချင်ုံနဲ့လိုက်လာခဲ့တဲ့ Nick ဟာကြည့်ရှုလေးလာရေးစင်ပေါ်ရောက်သွားချိန်မှာပဲတငယ်ချင်းဖြစ်သူကနှစ်ဖက်စလုံးကိုဆက်သွယ်ထားတဲ့တာကိုဖယ်ရှားလိုက်တာကိုမထင်မှတ်ဖဲကြုံတွေ့လိုက်ရပါတယ် Nick ဟာအန်ဒီရများလာတဲ့မိเจ้าတွေကြားထဲမှာတယောက်တည်းကြံရစ်ခဲ့ပြီးတငယ်ချင်းဖြစ်သူကတော့မျက်စိရှိမှတင်ပျောက်ကွယ်သွားခဲ့ပါတယ်ဒီအခါကျမှတငယ်ချင်းဖြစ်သူကသူ့ကိုမိเจ้าစာဖြစ်အောင်ဆုံးဖြတ်ခဲ့မှ Nick သိလိုက်ရပါတယ်အသက်ဘေးကလွတ်မြောက်ဖို့အတွက်နက်ခါမြေကြီးပေါ်မှာရှိနေတဲ့အသားတုံးကိုအဝေးမှာရှိတဲ့မိเจ้าတွေစီပြစ်ပေးပြီးစိတ်ငြိမ်သွားအောင်လုပ်ခဲ့ပေမဲ့ဒါဟာမိเจ้าတွေရဲ့စာလောင်မှုကိုပို့ဆော်ပေးလိုက်တယ်လို့ဖြစ်ပြီး Nick စီကိုမြင်းမြန်းဆက်ဆက်ဥတီလာကြပါတယ်ထိတ်လန့်သွားတဲ့နက်ခါပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရမျက်ပင်တွေနာမှာပျက်စီးနေတဲ့လေတစည်းကိုတွေ့လိုက်ရပါတယ်ချက်ချင်းပဲသူ့ဝတ်ထားတဲ့တာလိုက်လက်ပတ်နာရီကိုအသုံးပြုပြီးမီတာ30အကွာမှာရှိတဲ့လေကိုမိမိစီဆွဲယူလိုက်ပါတယ်လေနီးတက်လာတာကိုမြင်တော့မျောလင်းချက်ရရှိသွားပေမဲ့လေရဲ့အနောက်ဘက်ကိုကြည့်လိုက်ချိန်မှာတော့တငယ်ချင်းဖြစ်သူကကြက်ကြက်တဲတဲချီနှောင်ထားတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအတော်တွင်မိเจ้าတွေဟာသူ့ကိုလုံးဝဝိုင်းရံသွားခဲ့ပါပြီအသက်လွတ်ကြောင်းရာကြောင်းနောက်ဆုံးကျန်တဲ့အသားတုံးကိုထပ်မံပစ်ပေးခဲ့ပေမဲ့ဒါဟာမိเจ้าတွေကိုပုံမိုးစုဝေးလာစေခဲ့ပါတယ်နေ့တယောက်တေးပေးနဲ့ရင်ဆိုင်လိုက်ရချိန်မှာပဲတေချာကြည့်လိုက်တော့သူ့အနောက်ကမိเจ้าတွေဟာတန်းစီလျက်တန်းတစ်ခုပဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါကိုနောက်ဆုံးခွင့်ရဖြစ်ယူကာတက်တိကိုမွေးပြီးမိเจ้าတွေပေါ်ကနေခုံကူကရေကန်ထဲကနေအပြင်ကိုလွတ်မြောက်အောင်ထွက်နိုင်ခဲ့ပါတယ်အန်ဒီရဲ့ကင်းတဲ့နေရာရောက်သွားပေမဲ့လည်းနက်ခါထွက်မပြေးပဲမိเจ้าတွေကိုဒေါသတကြီးစိုက်ကြည့်ရင်သူ့ကိုတစ္ဆာဖောက်ခဲ့တဲ့တငယ်ချင်းကိုလည်းဒီလိုကြောက်ရွံ့မှုနဲ့နာကျင်မှုကိုပြန်လည်ခံစားစေရမယ်လို့တစ္ဆာဆိုလိုက်ပါတယ်မကြခင်မှာဘယ်လိုလက်စားချေရမလဲဆိုတာကိုသူအတိအကျသိရှိသွားခဲ့ပါပြီ